ကျွန်တော်ဒီညပုံမြင်လေးတစ်ပုဒ်ပြောပြမယ်။ဟိုးရှိတုန်းကပေါ့ကောင်လေးတစ်ယောက်ကကောင်မလေးကိုသိချစ်တဲ့ဘလောက်နာကျင်အောင်လှုပ်ပြုံးလေးနဲ့ခွင့်လွတ်နေတတ်ပြီးတော့ဘလို့အမားမျိုးကြောင့်ပဲဖြစ်ဖြစ်ဆွဲထားတဲ့လက်လေးကိုမလွတ်တမ်းစုပ်ကင်ထားတတ်တဲ့ဘယ်တော့မှခွင့်မသွားရဘူးနော်ဆိုတဲ့စကားဟာကောင်လေးရဲ့လက်သုံးစကားတစ်ခွန်းဖြစ်ခဲ့ပြီးတော့ဘယ်တော့မှဆိုကောင်မလေးကိုပဲရွေးမှာဆိုတဲ့စကားလုံးဟာလေတက်တီပြစရာမလိုတော့အောင်မှန်နေတဲ့အမှန်တရားပေါ့ဒါပေမဲ့လေအဆုံးသက်ဒီမှာကောင်လေးကကောင်မလေးကိုလမ်းခွဲရအောင်ဆိုတဲ့စကားနဲ့ပြတ်သားထက်သွားခဲ့တယ်။ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေမေးလာတဲ့ခါမှာသူ့မှာမျက်ရည်တွေနဲ့ပြောစရာစကားလုံးတွေအများကြီးရှိနေရတဲ့ပြောနိုင်တဲ့အင်အားကြီးမိတ်နေတဲ့မျက်ဝန်းလေးတွေနဲ့အဝေးကိုငေးရင်တူတူလေးပြောရှာတယ်။ကျွန်တော်စောင့်နိုင်တဲ့အချိန်တစ်ခုထိစောင့်ခဲ့ပြီးသွားပြီတဲ့လေ။ပြန်ငေးကြည့်စရာအတိတ်ဆိုလို့ဒီအချိန်မှာငါတို့နှစ်တီဘလောက်ကြာအောင်ချစ်ခဲ့ကြတယ်ဆိုတာကလွှဲရင်အနာဂတ်ကိုလမ်းကြည့်တဲ့အခါမှာရေရာတည်ကြတဲ့နေ့ရက်တွေရှိမနေဘူးကျွန်တော်ဘလောက်ပဲကြိုးစားနီးမလာတဲ့ပြင်ဝေးလာတယ်လို့မျိုးခံစားနေရခြင်းတွေကအထီးကျန်စီတယ်တလောကလုံးသိအောင်ချစ်ပြခဲ့တဲ့ကိုမှအနည်းဆုံးတော့တနည်းကြရင်ဆိုရဲမျောလင်းချက်မျိုးလေးပဲဖြစ်ဖြစ်တစ်ချိန်ကြရင်ဆိုရဲအိမ်မက်လေးပဲဖြစ်ဖြစ်ဆက်ပြီးတော့မျောလင်းထားစရာကောက်ရိုးလေးတမင်စာလောက်ပဲဖြစ်ဖြစ်လိုပါတယ်တကယ်လိုပါတယ်ဒါပေမဲ့နေ့ရက်ဒီပူချလာလီမျောလင်းရခြင်းတွေကပိုဝေဝါလာလီပါပဲတချို့ရက်ဒီမှာကျွန်တော်ရက်နေရင်ကဘာကြောင့်ရက်နေမိမှန်းတေချာတိတ်မသိတော့တဲ့ရက်တွေရှိတယ်ချစ်ချင်းမြတ်တာရဲ့အဆုံးဟာလမ်းခွဲခြင်းတွေမဖြစ်ချင်ခဲ့လို့ကျွန်တော်ခမ ्या ကိုမြဲနေအောင်ဆွဲထားခဲ့တာခမ ्या အတိဆုံးမှာကောင်းပါလေရဲ့ဒါပေမဲ့ခမ ्या ကလေကုထက်တခြားသူကိုပိုချစ်တတ်လွန်းတယ်ကျွန်တော်ထက်ခမ ्या အနာကလူတွေကိုပို့ပြီးတော့ငဲကြည့်လွန်းတယ်ကျွန်တော်ထက်အရာရာကိုဦးစားပေးလွန်းတယ်ဘယ်အရာနဲ့ပဲရှင်ကျွန်တော်ကနောက်ဆုံးမှဖြစ်နေရခြင်းတွေကကျွန်တော်တို့ရဲ့နီးစပ်ခြင်းတွေကလည်းနောက်ဆုံးဖြစ်နေကြတာထူးတော့မထူးဆန်းမိမဲ့ကျွန်တော်အစဉ်ပြေလားလို့မေးဖို့မိနေခဲ့တယ်ထင်ပါတယ်မချစ်တော့လို့လားဆိုတဲ့မေးခွန်းနေနဲ့စကားနာရီမထိုးပါနဲ့ကျွန်တော်ကလေခမ ्या ကိုသိချစ်လွန်းလို့သာဒီနေ့ဒီချိန်ကြီးရှိနေခဲ့တာပါကျွန်တော်အနီးနားမှာမိသားစုတွေမောင်နှမတွေရှိနေပြီမဲ့ကျွန်တော်ပြစ်ထားမိတယ်လို့ဖြစ်နေတာသိတ်ကိုကြာလွန်းနေပြီခမ ्या စိတ်နဲ့နိုးတဲ့မနက်ခင်းနေပထမဆုံးတွေ့ကျင်တဲ့အလင်းကခမ ्या ဖြစ်ချင်တဲ့အထိကျွန်တော်ယူခဲ့ဘူးပါတယ်နောက်တစ်ယောက်ရှိနေလို့လားဆိုတဲ့စကားလုံးတွေနဲ့ကျွန်တော်ခနဲ့အောင်မလို့လားဒီနှစ်တီကိုပြန်ငေးကြည့်ပါဦးကျွန်တော်မှခမ ्या ကြောင့်နာကျင်ရရင်တော့ဘသူ့ကိုပြောပြရမယ်မှမသိတဲ့အထိခမ ्या တယောက်တည်းကိုဒီဇိုင်းမချစ်ခဲ့တာပါကျွန်တော်ပြောမယ့်စကားတွေကိုနားထောင်ပေးမယ့်နားတွေဟာလေခမ ्या ကိုချစ်ရင်ယူခဲ့ရတဲ့နှစ်တွေမှာအားလုံးနဲ့ဝေးခဲ့ရပြီးပါပြီအခုချိန်မှာကျွန်တော်ဆွဲထားတဲ့လက်လေးလွတ်ချလိုက်ဖို့တွေးတာဟာခမ ्या ထက်ပူချစ်ရမယ့်အရာတွေရှိလာလို့မဟုတ်ပဲကျွန်တော်ဘလောက်နီးဖို့ကြိုးစားဘယ်တော့မှနီးလာမှာမဟုတ်တော့တဲ့လမ်းလေးမှာကျွန်တော်ဆက်လျှောက်နေဖို့မျောလင်းချက်တွေဝေဝါးပျောက်ကွယ်နေလို့ပါတနေ့အချိန်ပေးဆိုတဲ့အချိန်တုန်းကလည်းကျွန်တော်ကမင်းသားမှာအစဉ်ပြေခြင်းမပြေခြင်းအားလုံးကိုပြုံးလေးနဲ့ကူရင်းပူရင်ရက်ဆောင်ခဲ့တယ်လေနောက်ထပ်နှစ်တီဆိုတော့ကလည်းကျွန်တော်ကမင်းကိုအမြဲလက်ကမ်းကြိုရင်းနဲ့စောင့်နေခဲ့ဘူးတာပါပဲကျွန်တော်နဲ့နီးဖို့ဆိုပြီးရှောက်ရင်ကတခြားတယောက်ရင်ဝင်စီမှားရောက်သွားတဲ့နီးရတီတုန်းကလည်းကျွန်တော်ဟာခမ ्या ကိုမျက်ရည်တွေနဲ့တောင်းပန်စရာတော့မလိုပဲခွင့်လွတ်နေခဲ့တာပါပဲဒါပေမဲ့ကျွန်တော်နဲ့နီးဖို့ဆိုတဲ့လမ်းလေးပေါ်ရှောက်နေအောင်မယ်ဆိုရင်ကျွန်တော်ဟာနောက်ထပ်ဘယ်နှစ်တီကြာရက်ဆောင်နေပြီအောင်မှာနောက်ထပ်ဘလို့စကလုံးမျိုးတွေနဲ့ပဲကျွန်တော်ကိုတိုက်ခိုက်လာတီးခံနေပြီအောင်မှာခုကတော့ခမ ्या တနေ့ကြာရင်နီးရအောင်ဆိုတဲ့စကလုံးကိုသုံးပြီးတော့ကျွန်တော်နဲ့ဝေးမဲ့လမ်းမှုပဲမကြာခဏဆိုသလိုရွေးနေတတ်တာလေကျွန်တော်ကအများကြီးမမောခဲ့တာမဟုတ်ပါဘူးကျွန်တော်ကအများကြီးကိုလိုချင်တောင်းတခဲ့တာမဟုတ်ပါဘူးအချစ်စစ်တွေနဲ့နီးမဲ့လမ်းလေးပေါ်ကိုရှောက်နေစေခြင်းယုံမှာကျွန်တော်တို့အတူတူရှိပြီးသွားတဲ့အခါကြုံလာသမျှအခက်အခဲတွေအားလုံးကိုပြုံးလေးရင်ဆိုင်မှုအထိကျွန်တော်စိတ်ကူးတွေရင်နေခဲ့တာဒါပေမဲ့အဲ့ဒီအိမ်မက်လေးတော့မတိကြတော့ဘူးလေကျွန်တော်ဟာခမ ्या နဲ့ဝေးမသွားချင်ဘူးနော်ဆိုပြီးကျွန်တော်တောင်းပန်နေရင်ကပင်မလာခဲ့တာကျွန်တော်ဟာခမ ्या ပြောတဲ့တနေ့ကိုစောင့်နေရင်ကတနေ့ထက်တနေ့ပိုဝေးလာတဲ့ပိုအေးလာတဲ့ဆက်ဆံရေးတွေမှာမျောလင်းချက်တွေထားဖို့ဝေဝါးသွားတာပါကဲပါကျွန်တော်ရက်ဆက်တယ်လို့ပဲထားပါဒါပေမဲ့ကျွန်တော်စောင့်နိုင်တဲ့အချိန်တစ်ခုထိစောင့်ခဲ့ပြီးသွားပြီလေကျွန်တော်တို့ဒီသက်မနီးတော့ဘူးဆိုတာကလည်းတ
တေချာသွားပါပြီ